ဘယ်ချက်တွေက toxic relationship ဖြစ်နေပြီဆိုတာကိုပြနေလဲနံပါတ်1လိုသုံးလားလိုမှလာကတ်တယ်အမြဲတမ်းအယူသမားကြီးပဲဖြစ်နေရတာနံပါတ်2အပြောသမားလားလက်တွေ့ဘာမှမရှိဘဲနဲ့လေထဲတိုက်အိမ်စောင့်နေတဲ့သူလားနံပါတ်3မျက်နှာ2မျိုးနဲ့လူလားကိုယ့်ရှိမှာတော့အလိုလိုက်အကြိုက်ဆောင်ပြီးနောက်ွယ်မှာကိုယ့်ရဲ့အားနည်းချက်တွေကိုသူကပဲသဘုတ်လွေလင်းပြောနေတဲ့သူလားနံပါတ်4တိတ်တိတ်လေးလမ်းမပို့နေတဲ့သူလားကိုယ့်ရဲ့အားနည်းချက်တွေကိုသူ့ရဲ့လက်နက်အဖြစ်သုံးသူ့ကိုမိခိုလာအောင်လုပ်ကျေးဇူးတရားကိုချုပ်ကင်ပြီးတော့တိတ်တိတ်လေးလမ်းမပို့နေတဲ့သူလားဒါတွေအားလုံးကအစိတ်ဒီလိုအချက်တွေနဲ့ပြည့်နေပြီဆိုရင်အချစ်မဟုတ်ဘူးအစိတ်အဲ့လိုလူမျိုးနဲ့တွေ့လာတဲ့အခါမှာဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲလမ်းခွဲနိုင်တယ်ဆိုရင်တော့အကောင်းဆုံးပဲဆက်တဲ့ဖြတ်ကိုယ့်အတွက်ကိုပြင်ဆင်ကိုပို့ချက်ဒီကလို့လမ်းမခွဲနိုင်သေးဘူးဆိုရင်တော့ငါအစိတ်သင့်နေပြီဆိုတာကိုသိပြီးတော့ဖြည့်စည်းကိုအမြန်ဆုံးရှာအနာဂတ်အတွက်ကိုယ့်အတွက်ကိုပြင်ဆင်ကဲအားလုံးပဲအစိတ်သင့်တဲ့အခြေအနေမှာကင်းဝေးနိုင်ကြပါစေ